အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကကျွန်တော်တို့ podcast တော့မှာဖြစ်ပါတယ်ဆိုတော့ April တတိယပတ်တော့ကျွန်တော်ကြိုပြီးတော့ကြည့်ပါနော်တတိယပတ်တတိယပတ်လို့ပဲပြောအောင်ပေါ့တတိယပတ်တော့ကျွန်တော်ကြိုပြီးကြည့်ပါမယ်ဆိုတော့လောလောဆယ်အောင် all time high ကိုပြန်ရောက်နေပြီ market ကလောလောဆယ်ကျွန်တော် high time frame မှာဘာမှကြည့်စရာမလိုဆို price ကဒီကနေပြီးစတက်တယ်တကယ်တက်တဲ့ချိန်မှာလည်းဝုန်းဆိုပြီးတက်တာပဲဒါကြီးတကယ် big correction ကြီးကိုပြန်လာပြီးတော့အချက်ပြတ်တက်လာတွေ့ရပါဆိုတော့ကျွန်တော်အောက်ကဟာရေကိုပြန်ဖြတ်လိုက်တော့မယ်ကျွန်တော်ချက်ကိုစရနေပြန်ကြည့်အောင် monthly ချက်မှာဆိုရင်ကျွန်တော် monthly ရဲ့ order block ကနေပြီးတော့စပြီးတော့ပတ်ပြီးတက်လာရပါတော့တက်လာပြီးတော့ဆိုရင်တော့ all time high ဆိုရင်ရောက်နေပြီ all time high မှာပိတ်ဖို့ဆိုရင်တော့ပိတ်မလားပေါ့ဒါကုန်ကြရင်ကြည့်ရအောင် daily အောင်ကျွန်တော်သွားပြီးတော့လည်းကြည့်လို့မရပြန်ဘူး daily ဒါပါ daily EI ထွေးဖို့ဆိုရင်လည်းဖြစ်တော့မဖြစ်နိုင်ဘူးနော်လောလောဆယ်မှာတစ်ခေါက်ပဲပြန်လာမယ်ထင်တယ်ဒီနေရာလေးတစ်ခေါက်ပဲကျွန်တော် retrace ပြန်လာတယ်ဒီ value cut ထဲကိုချက်ချင်းပြန်တက်တယ်လုံးဝမလာဘူးတစ်ခေါက်မှပူပတ်ပြန်မလာဘူးကန်တဲ့တစ်ချောင်းမှပူပတ်ပြန်မလာသေးဘူး daily ကန်တယ်လောလောဆယ်လုံးဝဒိုးတက်နေရပါတော့အခုရှိရကျွန်တော်ဒီဗာလေရေလက်ကြားပြန်ပိတ်လိုက်တယ်လို့ကြားရပါတော့အဲရောခါကြောင်လာမဲ့ဖုတ်ပိတ်ချိန်ကန်ဒီမှာပြန်ထိုးစင်းလာမှာပဲပြောပြတော့ဒီကန်တယ်ရတာတော့ရှော့တက်လာဆိုတော့ကြောင်းတော့ရှိဟောကဲလို့ပြန်ပြီးတော့ retrace ပြန်လာမယ်ဆိုတော့နောက်ပတ်လည်းပြန်မလာတော့သေးဘူးဘာလို့ဆိုတော့နောက်ပတ်လည်းကန်တယ်ကဒီပေါ် sigma ဆိုတော့ကျွန်တော်ထင်တော့လိုသေးတယ်လို့ကျွန်တော်ထင်ပါတယ်နောက်ဆုံးပေါ့နော်နောက်လာလောက်ကြာမှာပဲကျွန်တော်ပြန်ပြီးတော့ခုပဲပြန်လာပါပေါ့နော်ဘာလို့ဆို weekly ကန်တွေကလာမဲ့ဥမာထားပါဒီလာမဲ့အပတ်က decision ကန်တွေထွက်လာမယ်ဆိုရင် position နဲ့ကန်တွေထွက်လာမယ်ဆိုရင်ကျွန်တော်28ရက်နေ့ဖြစ်မယ်အပတ်ပေါ့အဲဆိုတော့အဲအပတ်ကြာမှာ bearish ဒီတကယ်ဖူးဘက်ပြန်လာဖို့များလာတယ်ခံမှန်းကြည့်ပါလေကျွန်တော်ထင်တာပြောတာတော့ဒါပေါ့ daily မှာဆိုရင်ကျွန်တော်previous weekly high ရှိမယ် previous scan နဲ့ high လေးဒါပဲပေါ့နော်ဆိုတော့ Friday high ပေါ့နော်အောက်မှာကျွန်တော်အနည်းဆုံး II တစ်ခုရှိမှာဗျာဒါပဲဒီတော့ပဲကျွန်တော်လောလောဆယ်ဆွဲလို့ရအောင်ဒီအောက်က high ကလည်းသင်ကြအောင်အဲ့ခါကျ4 hour ကြည့်အောင်4 hour လေးစကြည့်မယ်ကျွန်တော်4 hour မှာဒီ gap ကိုကျွန်တော် fade ထားပြီးသားနော် fade ပြီးတော့တက်သွားတယ်ဒီ gap တော့မဟုတ်ပါဘူးဒီ gap ပေါ့နော်ကျွန်တော်ဒီ gap ကို fade ပြီးတက်လာတယ်လှလာဆိုမလှဘူးကျွန်တော်ဒီနေရာမှာဟုတ်တော့ဆင်းတော့ဒီအောက်ကိုပြန်ဆင်းဒီပြန်လာမယ်ထင်တာ short တယ်ပေါ့နော်မရဘူးဆိုတော့ကျွန်တော်ရှုံးတဲ့ trade ကိုလည်းကျွန်တော် recap တင်ပြတာဖြစ်ပေါ့နော်ကျွန်တော်နိုင်တဲ့ trade တွေပဲတင်နေပြောပါအဲ့တော့မလှပဲနဲ့တက်သွားပါတော့မလှပဲနဲ့တက်သွားရအခုလည်းတောက်လျှောက်တက်နေတယ်ဒီမှာဆိုရင်တော့4 hour IR လေးတစ်ခုရှိမယ်ဗျာ4 hour IR လေးတစ်ခုရှိမယ်အောက်မှာ equal လို့ရှိတယ်ဒါပေမဲ့ထားပါကျွန်တော်ဒီလက်ရှိမှာကျွန်တော်4 hour ဒီIR ရှိရဆိုတော့ဒီကနေပြီးတော့ပြန်ပြီးတော့ထပ်လောင်းလို့ရမှာကျွန်တော်ကြည့်ပါတော့တောက်လျှောက်တက်နေရဆိုတော့ကျွန်တော်နောက်ပတ်ဖွင့်ပြီဆိုရင်လည်းဘာသတင်းထပ်ထွက်အောင်လဲကျွန်တော်သိချင်မသိရဘူးနော်လောလောဆယ်တက်နေရဆိုတော့ကျွန်တော်လောင်းဖို့ပဲကြည့်ပဲပေါ့နော်ကဲလို့ပြန်ဆင်းလာမယ်Monday တစ်ချက်တော့စောင့်ကြည့်တင်နေပြီ Monday ကန်နေရလို့ bearish ဘယ်လိုပြန်ပြရမလဲပေါ့လေအဲ့တော့တစ်ချက်စောင့်ကြည့်ပြီးတော့ပဲကျွန်တော် trade ကိုစဉ်းစားမှာပေါ့နော်အဲ့တော့ခုန4 hour ကန်နေကြည့်ရနော်ပြီးတော့1 hour ကန်နေဆိုတော့4 hour ရဲ့ IR ကိုကျွန်တော်ဒီမှာချက်မှတ်ထားလိုက်မယ်1 hour ကိုကျွန်တော်ပြန်ပြီးတော့အသေးလေးပြန်ဆွဲကြည့်အောင်တိတ်တော့မကွာဘူးဗျတိတ်တော့မကွာဘူးဒီ level နှစ်ခုကအဲ့ကျွန်တော်1 hour မှာဆိုကျွန်တော်ဒီ level ကိုကျွန်တော်ဒီဘက်ကြည့်အောင်ဘာလို့ဆိုတော့ဒီ level ကဒါဖေးနိုင်တယ်အရင်နီးနေခါကျကျွန်တော်တိတ်ပြီးတော့အရင်အကုန်ဆွဲကြမလို့ဆိုတော့ကျွန်တော်1 hour မှာဒီ level လေးချက်ဆွဲထားမယ်ဘာလို့လဲဆိုတော့ဒီကောင်ကအောက်မှာ order block လည်းရှိဒီကဒါ order block ကျွန်တော်တွေ့ရပါဆိုတော့ဒီမှာ breakout structure ပြထားပါဒါရိုးရိုးရှင်းရှင်း SMC ရကြည့်ပါမယ် structure breakout ဖြစ်ပြီးတော့ဒီကောင် retrace ပြန်လာမယ်ဆိုရင်ဒီနေရာလောက်ထိကျွန်တော်ပြန်လာနိုင်တယ်level တစ်ခုဆွဲထားရင်ဘယ်နေရာနေပြီးတော့ပဲပြန်လာကျွန်တော်ကို rejection ကောင်းကောင်းပြမယ် price က price action ကောင်းကောင်းတွေ့မယ်ဆိုကျွန်တော်တောင်းပြရပါတော့15 minute ကြည့်အောင်15 minute မှာကျွန်တော်ဒီ
15 minute fair cut ကနေကျွန်တော် long နဲ့ trade recap တင်တာပြီးပေါ့နော်။ကြည့်လို့ရတယ်။ဒါပေမဲ့ချက်ချင်းတော့တက်မှာပေါ့ကျွန်တော် schedule ပို့ဆိုတော့ကြာတာ brain နေ့လောက်ဆိုရင်ဒီပေါ်မှာကြောင်နေလိမ့်မယ်။အဲ့တော့ကြည့်လို့ရပါတော့။ဒီနားမှာ long နဲ့ trade လည်းရှိတယ်။ဆိုတော့အခုကတော့လောလောဆယ်အောင်ဒီကောင်ကဒီ high ကိုထက်ရောက်သွားပြီးတော့ဒီမှာ15 minute order block ပေါ့နော်။ order block ကဖြစ်တယ် order flow က order block ထဲကိုပြန်ဝင်လာပြီးတော့စက်တက်နေအောင်တွေ့ရတယ်။ဒါပေမဲ့ Monday မှာကျွန်တော်ဘယ်နေရာပြန်လာနိုင်လဲပေါ့နော်။ကျွန်တော် 50% မ sweet ထားသေးဘူး။ price ကဘယ်လိုဖြစ်နိုင်လဲပေါ့နော်။ချက်ခံမှန်းကြည့်အောင် price ဘယ်လိုဖြစ်နိုင်လဲဆိုတော့market ဆက်ဖွင့်ခြင်းမှာတက်ပြီးတော့ဒီအောက်ကိုပြန်လာ sweep ပြီးတော့ဆက်တက်မလားပေါ့နော်။ဒါကျွန်တော်ထင်တဲ့ဟာတစ်ခုပေါ့နော်။ဒီလိုဖြစ်နိုင်တယ်။ဒါပေမဲ့ဒီလိုပေါ့နော် fundamental ကလို့ခုနကထားပါအဲ့လိုပြန်ဆင်ပြီးကစားနေတော့အဆင်မပြေတော့အဲ့လိုမျိုးဖြစ်သွားရဲဆိုရင် price ကလက်ရှိရောက်နေတဲ့ဈေးကနေပဲတက်ပြီးတော့ဒီနေရာမှာ Monday မှာကျွန်တော်တို့ sideways ပြေးပြီးတော့ဗျာဒီအပေါ်မှာပဲ sweep ပြီးတော့ပိတ်သွားလိမ့်မယ်။အောက်နားမှာပိတ်သွားမယ်ဆိုရင်နောက်လာမဲ့ကန်တွေမှာကျွန်တော် short လို့ရတာပဲ။နောက် daily ကန်တွေမှာ Tuesday လောက်မှာကျွန်တော် short အမျိုးကြီးမြင်ရနိုင်တယ်။ဒါမှမဟုတ် 4 hour PO3 နဲ့ကျွန်တော် short entry မျိုးရနိုင်တယ်ပေါ့နော်။ဒီအကယ်လို့ဒီအပေါ်မှာကျွန်တော် sweep ပြီးတော့ပိတ်ခဲ့မယ်။ 4 hour ကန်တွေတစ်ခုကပိတ်ခဲ့မယ်ဆိုရင်ဒီအောက်ထိကျွန်တော် short ဖို့စဉ်းစားလို့ရတယ်။ဒါ risk to reward လည်းကောင်းကောင်းရမယ်။ reversal ကိုကောင်းကောင်း trade လို့ရတယ်ပေါ့နော်။ဒါပေမဲ့ all time high ရောက်နေတဲ့အခါကျတော့reversal trade ကိုတတိယထားရမယ်။အရင်recommend မပေးဘူးရသေးတယ်မလား။တော်တော်ကြီးကိုကောင်းမှ trade စီချင်တယ်။ဒါပေမဲ့လည်း try ရင်လည်း try ပါလိ။ဘာလို့လဲဆိုတော့ risk to reward ကများမှာပဲ။ဘာလို့လဲဆိုတော့ဖူးဘက်ပြန်လာရင်တော့အောက်ထိဒီလောက်ထိဆင်းမယ်လို့ကျွန်တော်သားလို့ရတယ်။ဒီထိမဆင်တော့ဒီလောက်ထိတော့ဆင်နိုင်တယ်ပေါ့နော်။ဘာဖြစ်ဖြစ်တော့အကယ်လို့နေရာကောင်းပြီရဆိုရင်500လောက်က AC ရမယ်။အဲ့တော့ long bias ပဲပြောအောင် seek ပြီးတော့ဆင်းလာမှာပဲကျွန်တော် short ကစဉ်းစားလို့ရမှာ။လောလောဆယ်မှာ long bias နေနေဆိုရင်ဒီနေရာမှာ position ပြရဆိုရင်long လို့ရတယ်။မဟုတ်ဆိုရင်တော့ price ကဒီရောက်ကိုဆက်ဆင်းလာရဲဆိုရင်ဒီနေရာကနေမျိုး rejection ပြမလား။ဒါမှမဟုတ်တစ်ခါလေကြာရင်ရှိရပြ။ price က1 hour လောက်ပေါ့နော်။ဒီ1 hour 50 minute ထားပေါ့။ time frame တစ်ခုခုပေါ့လေ။50 minute အောက်တော့မဟုတ်ပေါ့နော်။ဒီလိုမျိုးနေရာမှာ candle ချောင်းကစပြီးတော့ဒီနေရာမှာ rejection ပြတယ်။ဒါပေမဲ့နောက်တစ်ချောင်းကထပ်ပြီးတော့ထိုးဆင်းလာပြီးတော့ rejection ကိုဒီထိပေါ့နော် price ကဒီထိထိုးဆင်းလာပြီးတော့ထားပါဒီကျွန်တော်ဆွဲထားတဲ့1 hour favorite cut level ဒီဆင်းလာပြီး rejection ပြတယ်။ပြတဲ့အချိန်မှာရှေ့က candle လို့ sweep ပြီးတော့နောက်တစ်ချောင်းမှာပတ်ပြီးတော့တက်သွားတာမျိုးရှိတယ်။အဲ့လိုမျိုးလည်းပေါ်နိုင်တယ်။ကြီးလည်းပဲနှစ်ခုလုံး rejection ပြပြီးတော့တက်တာမျိုးလည်းရှိတဲ့အခါကျတော့ချက်တော့တတိထားပြီးစောင့်ကြည့်ဖို့လိုတယ်။ price ကအဲ့လောက်ထိ pullback မလာဘူးချက်ချင်းပြန်တက်မယ်ဆိုရင်ဒီနေရာမှာနေပြန်တက်ဖို့များတယ်။ဒါကကျွန်တော်ရှေ့အပတ်လားဘယ်ရက်ခါလဲတွေ့ပြီးသွားပြီMonday ဟိုမှာအဲ့လိုမျိုးဖြစ်ပြီးသွားပြီဆိုတော့အခုဒီဟာမျိုးလည်းထပ်ဖြစ်နိုင်တယ်ပေါ့နော်။ all time high ရောက်နေတဲ့အခါကျကျွန်တော်အရင်ရောပြောစရာမလိုဘူးပြောစရာလည်းတိတ်ပြီးတော့လည်းမရှိဘူးပေါ့လေ technical ရspace လည်းတောက်လျှောက်တက်လာတယ်။1 hour မှာရှိ1 hour မှာဒီတော့ okay space ကကျွန်တော်နည်းနည်းပြောလို့ရမယ့်အနေအထားတစ်ခုရှိမယ်။နည်းနည်းကြည့်လို့ရမယ့်အနေအထားတစ်ခုရှိမယ်။ဘာလို့ဆိုတော့ SPS ကလောလောဆယ်ပေါ့နော် ES ကလောလောဆယ်မှာရှင်းတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကြည့်အောင် daily ကကျွန်တော် daily ကဆက်ပြမယ် daily မှာကျွန်တော်တောက်လျှောက်တက်လာတော့4 hour ကြည့်အောင်4 hour မှာကျွန်တော် IR ရဲ့အခုလောလောဆယ်ကျွန်တော်မှာ4 hour IR ရဲ့ရှိနေပါနော်ဒီအောက်က IR ရဲ့ကြီးရှိလောလောဆယ်ဒီ IR လေးပဲကျွန်တော်ယူတာဘာလို့လဲဆိုတော့ဒီပုံမဆွိထားအောင်လောလောဆယ် insight ပါဖြစ်နေ1 hour ကြည့်အောင်1 hour မှာကဒီခုန4 hour IR ရဲ့ဖြစ်သွားပြီပေါ့လေလောလောဆယ်1 hour ရဲ့ 50% မှာကျွန်တော် rejection ပြပြီးတော့တက်နေတယ်တက်နေရအောင်မှာဒီအောက်မှာကန်နေရလဲဆွိပြီးတော့မှာအပေါ်မှာပိတ်ထားရဆိုတော့ကျွန်တော်တော်တော်ကောင်းတယ်ဒါပေမဲ့ပေါ့ကန်နေ high ကိုမပိတ်ပါဘူးဟုတ်လားမပိတ်ပါဘဲနဲ့အပေါ်ကနေဆွိပြီးပြန်ဆင်းလာတယ်ဒီမှာဆိုရင်ဗာလဲ equal height ရှိပေါ့နော်1 hour မှာ equal height ကျွန်တော်တွေ့ရတယ်1 hour မှာ equal height တွေ့ရတယ်ဒါကျွန်တော်လောလောဆယ်တွေ့ရတဲ့ liquidity တစ်ခုရှိမှာပေါ့နော်အဲ့တော့ price က
maybe 4 hour အဲ့လေးကိုပြန်လာပြီးတော့ပဲတက်သွားမှာလားတော့ရမလားပေါ့နော်အဲ့ဒါကိုကျွန်တော်တစ်ချက်ကြည့်လို့ရမယ်ပြစင်ကြည့်နေကျွန်တော်လိုအပ် time frame မှာဘာမှတိတ်ပြီးတော့တွေ့ရမှာမဟုတ်ဘူး50 minute မှာဒီ gap လေးတိတ်တိတ်လေးရှိမယ်အဲ့လိုဖြစ်ကောင်းလည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ထင်တော့မဖြစ်လာဘူးဆိုတော့ ES ကပုံမှန်အဖြစ်ဆိုရင်တော့ degree များရဲ့ကောင်ဆိုတော့အောက်ထိပြန်လာဖို့များလောက်တယ်ပေါ့နော်အဲ့တော့ဆွပြီးတော့ဆင်းနိုင်တာပေါ့နော်လောလောဆယ် high traffic ကန်တွေရအောင်ဆင်းဖို့ကတိတ်ပြီးတော့မမြင်ဘူးအဲ့ဒီခါကျတော့ကျွန်တော်ဒီ gap ကနေကျွန်တော်လောင်းရတော့တာပေါ့နော်အဲ့ဒီချက်ကြည့် gap ကနေကျွန်တော်လောင်းရပါလားကလေးဒီ equal height လေးကိုစားပြီးတော့ဒီကနေပြီးတော့ပြန်ဆင်းလာချက်ကြည့်ရအောင်ဆင်းပြီးတော့ဒီ gap ကို fail ပြီးတော့ပြန်တက်လာပေါ့နော်အဲ့ဒါလည်းတစ်ခုရှိမယ်ကျွန်တော်ဒီအောက်ကို power ဆိုတော့ကျွန်တော်ဘာလုပ်မလဲဒီအောက်ကို power ဆိုတော့ကျွန်တော်4 hour ပေါ့နော်4 hour ရဲ့ဒီ gap ကိုကျွန်တော်ပြန်ပြီးတော့စောင့်50%စောင့်ပြီးတော့အဲ့နေရာနေပြီးတော့ position ပြရအောင်ကောင်းကောင်းလေးလောင်းလို့ရတယ် position ကောင်းကောင်းလေးရတယ်ပေါ့နော်လက်ရှိမြင်တဲ့ဟာပေါ့လေ USD ကရော USD လည်းတူတူပဲ USD နဲ့ ES နဲ့တူရပါတော့လောလောဆယ်4 hour မှာရှိရ1 hour မှာက W gap ပေါ့နော်ဒီ1 hour II က 50% မှာစားထားပြီးသားရှေ့ကန်နဲ့ဆွေးထားတာကြည့်အောင်ကန်နဲ့ဆွေးလက်ပြထားတယ်ပေါ့နော်ဒီကားလေးကနည်းနည်းအောင်ပို့ပြီးတော့လာမယ်ဒါပိတ်ခံနေမလို့တာဒီလိုဖြစ်သွားဒီအောက်ကနေ push လာချက်ကြည့်အောင် push ခံနေပါတယ် IVG breakout ရှိရဲတောက်လျှောက်တက်လာတော်တော်လှရပါတော့ဒီ move ကကန်နေပိတ်ခံနေဟို market ပိတ်ခံနေလို့တာတောက်လျှောက်တက်လာရဲbearish structure breakout ဖြစ်တယ် breakout ဖြစ်တော့ sideways ပြန်ဝင်ပြီးတော့ market ပိတ်သွားပြီအဲ့တော့ market ဖွင့်ဝင်ချက်တော့ကျွန်တော်တို့လောင်းဖို့ကြည့်ရပိုကောင်းမှတယ်ဒီနေရာပြန်ဆင်းလာပြီးတော့မှဒီရှေ့ကကောင်ဆွေးပြီးတော့လောင်းလို့ရလောက်တယ်ဒါကျွန်တော် ES မှာလည်းလုပ်ပဲပေါ့နော် ES မှာကျွန်တော်ပြောဖို့ပြပါတယ်ဒီရှေ့ကကောင်ဆွေးပြီးတော့အောက်ကနေဒီအောင် research ပြပြီးတော့စတက်လာမယ်ဆိုတော့လောင်းရတယ်အနေမများချင်ဘူးဆိုတော့ဒီ H1 ရဲ့ 50% ကပ်မှာကျွန်တော်တို့ profit ပေါ့နော်မဟုတ်လေထပ်ကိုင်ချင်တယ်ဆိုရင်လည်း 50% လောက်ပိတ်ပြီးဒီ external liquidity ထပ်ကိုင်ပြရအောင်လုပ်လို့ရတယ်မဟုတ်ဆိုလည်းဒီထားပါလေကျွန်တော်ဒီကလွတ်သွားတယ်လောင်းလွတ်သွားတယ်ဆိုရင်ဒီ gap ကနေပြီးတော့ rejection ပြကျွန်တော်လောင်း short လို့ရ short ပြီးတော့ဒီအောက်လောက်ထိ short ပေါ့အောက်လောက်ထိ short လို့ရအောက်က gap တွေကကျွန်တော်ရှောင်းပြတော့ဒါပေမဲ့ဒီ gap လောက်ထိတော့ကျွန်တော်ပူးပဲပြန်လာမယ်ဆိုဒီ gap လောက်ထိပြန်လာမယ်ပြန်လာနိုင်တဲ့ခါကျဒီ gap လောက်ထိကျွန်တော် short လို့ရတော့တယ်အဲ့ကလို့ဒီဟာမဟုတ်ဒီ gap ကြီးက breakout ဖြစ်သွားရဆိုတော့ retest ပြန်ဆောင်းပြီးသားကျွန်တော်လောင်းဖို့ဆက်ပြီးတော့စဉ်းစားဖို့ရှိရပါတော့ short အရင်အမပေးဘူးပေါ့နော်တော်တော်ကြိုက်ပြီးတော့တော်တော်ကောင်းမှသာ short ဖို့အကြံပေးတယ်ဘာလို့ဆို9000 psychology level ရဆိုသိရမှာလို့4000 9000 9000လားရောက်ခိုင်းပြီဆိုတော့တခုခု reverse ပြန်လာမျိုးရှိနိုင်တယ်ဆိုတော့ဒါဒီတစ်ပတ် weekly focus ကောင်းဒီလောက်ပါပဲလုပ်မယ်